ကိုဆိုလိုတာမဟုတ်ပါဘူးအုပ်စုပေါ့ဒီနေရာမှာ save time ဆိုရင် SAP save DME time ဆိုတာစကားလုံးနှလုံးမှာအဲ့လိုငါစကားလုံးတစ်ခုလုံးခုရိုက်ခဲ့လိုက်ပြီးလဲပေါ့နော်အဲ့လိုမျိုးတွေလည်းဒီနားမှာကြည့်လို့ရပါတယ်ပြီးတော့ချင်းဒီနေရာဟုတ်လားပါသူ့ရဲ့သက်ဆိုင်ရာပေါ့နော်ဒီအောက်ခြေလေးထဲမှာ reading ပုံစံမျိုးတွေဒါဆိုရင်စာအုပ်ပုံစံဖတ်တဲ့ပုံစံဖြစ်သွားပါတယ်ဒါဆိုရင်တော့ကျွန်တော်မူလပုံစံလေးတွေပေါ့နော်အဲ့လိုဒီ page ဒီနေရာမှာဒါပဲ page 1 to 30ကိုဒါပဲ click လိုက်မှဆိုရင်လည်းဒီအုပ်စုလေးကဒီနားလေးမှာရှိပါတယ်ဒါဒီလိုလုပ်ပြဆိုရင်ဘယ်စာမျက်နှာရောက်ပြီလဲဆိုတော့အများဆုံးဒီလိုထောက်မှဆိုရင်လည်းရောက်ရှိသွားပါတယ်ပေါ့နော်ဒီနေရာလေးရှိပါတယ်ပြန်ပိတ်လို့ရပါတယ်အဲ့လိုမျိုးလေးတွေရှိပါတယ်ပြီးလို့ချင်း view မှာထပ်ပြောချင်တာကပေဒံတက်ညှိတာပေါ့နော်ဒီလိုတက်ညှိမယ်ဆိုရင်ပေါ်ကဒီပေဒံလေးတွေဒါလေးလိုပါတယ် ruler ဒီ view ရဲ့ ruler နေရာမှာမှန်ချစ်ပြုတ်သွားမယ်ဆိုရင်ဒီပေဒံမရှိတော့ပါဘူးအဲ့လိုဆိုရင်ဘယ်လိုညှိရမလဲကိစ္စမရှိပါဘူး view ကိုပြန်ဝင်ပြီးတော့ပေဒံကိုအမှန်ချစ်လေးပြန်ပေးလိုက်ပါအဲ့လိုရှိပါတယ်ပြီးတော့ထပ်ပြီးတော့ရှင်းပြချင်တာကျွန်တော်တို့စာမျက်နှာတစ်မျက်နှာထဲမှာစစ်စစ်ရတာရှိကြုံလာခဲ့တယ်ရှိတော့ဗောနော်အပေါ်မှာစာပိုက်တစ်ပိုက်လူ10ယောက်ရဲ့နာမည်စာရင်းရေးထားတယ်အောက်မှာလူ10ယောက်ရဲ့အချက်လက်တွေရေးထားတယ်တယောက်2ယောက်ပြီးတော့သွားကြည့်လိုက်တယ်အပေါ်ကိုသွားဖတ်လိုက်တယ်ပြီးအောက်ကိုပြန်လာတဲ့ဆက်ကြည့်တဲ့အချက်လက်ပြီးအပေါ်သွားကြည့်ရအဲ့လိုမျိုးကြုံခဲ့သည်ရှိတော့ဗောနော်မိတ်ဆွေအနေနဲ့ကြုံခဲ့သည်ရှိတော့ဒီလိုနီးလန်းကိုသုံးလို့ရပါတယ်စာပိုင်တစ်ပိုင်နဲ့ကိုကျွန်တော်က split ဆိုပြီးခွဲခြားလိုက်ပါအုပ်စုတေဟာကိုလည်းအပေါ်အောက်နည်းနည်းလေးပြောင်းလို့ရပါတယ်မြင်ကွင်းကိုဗောနော်ဒါတစ်ပိုင်နဲ့ပါဒီ A ဆိုတဲ့ file မှာကျန်ခဲ့ပါတယ်ပြီးရင်ဒါဒီ file ကလည်းဒီ file နဲ့အတူတူပါပဲတစ် file နဲ့ပါအဲ့တော့ဒီမှာဒီ file ကိုပေါ့နော်စစ်ဆေးရမယ့်စာရွက်ကိုထားပြီးတော့အောက်ကစာရွက်ကိုတွားပြီးတော့ဒီလိုမျိုးရိုက်လို့စစ်ဆေးလို့ရပါတယ်အဲ့လိုမျိုးပထမစာမျက်နှာပေါ့နော်ဒီစာမျက်နှာကိုအချက်လက်ကိုကြည့်ပြီးတော့အောက်မှာတွားရိုက်မယ်ဆိုရင်လည်းအဲ့လိုမျိုးရိုက်လို့ရအနေထားပါပြန်ဖြစ်မယ်ဆိုရင်ဒီ view ရဲ့ဒီ remove split ကိုနှိပ်လိုက်ရပါတယ်သို့မဟုတ်ဒီနှစ်ခုပေါ်မှာဒါပဲ click နှိပ်လိုက်ရင်လည်းရပါတယ်အဲ့လိုမျိုးလေးသိရှင်းအပြင်တချို့နေရာတွေမှာအသုံးတည့်ပါလိမ့်မယ်ကိုသိရင်လည်းပြန်လဲဝင်မျှပါတော့နောက်တစ်မျိုးကကြတော့ file နှစ်ခုကိုတစ်ခုတည်းကြည့်မြင်ကွင်းတစ်ခုတည်းကြည့်တာပါပုံမှန်အဖြစ်ကျွန်တော်တို့ကဒီနေရာမှာမြင်ကွင်းချုပ်လိုက်မယ်နောက်တစ် file တစ် file ဖွင့်မယ်ပေါ့နော် web file တစ် file ဖွင့်ပြီးချုပ်မယ်အဲ့လိုမျိုးဒီဘက် file ကိုကြည့်လိုက်ပုံမှန်အဖြစ်ဆိုရင်အောက်ကိုထောက်လိုက်ရင်ကျွန်တော်ဖွင့်ထားတဲ့ web file တွေရှိတယ်ဒီဘက်ကိုကြည့်လိုက်ဒီဘက်မှာသွားကြည့်ပြန်ပြီးရိုက်လိုက်ဒီဘက်စာမျက်နှာသွားလိုက်ဒီမှာပြန်ကြည့်လိုက်ဒီဘက်ကိုသွားလိုက်ပြန်ရလိုက်ပါတော့တခုနဲ့တခုကူးပြောင်းတာကိုကျွန်တော် view ရဲ့ဒီ switch window ဆိုတဲ့ဒီနေရာမှာပြောင်းလို့ရပါတယ်ဒီမှာ10ဘိုင်းဖွင့်ထားရင်အောက်မှာ10ဘိုင်းပေါ့နော်လိုတဲ့ဟာဒီလိုပြောင်းလို့ရတယ်အောက်ကလည်းဒီနေရာဆက်လက်ပြီးတော့ပြောချင်တာကတော့ file နဲ့ file ကိုတစ်ပြိုင်နက်တည်းကြည့်ရှင်းပါခုနကကျွန်တော်ပြောခဲ့တဲ့ split ကကြတော့ file တစ် file နဲ့ကိုပဲအပေါ်အောက်ကိုအပေါ်မှာပေါ်ကိုဒီတိုင်းအငိမ့်ထားခဲ့ပြီးတော့အောက်ကသွားစစ်ဆေးပြီးကြည့်ခဲ့တာပါအခုကတော့ file နဲ့ file ကိုတစ်ခါတည်းကြည့်ရှင်းတာပါအဲ့တော့အဲ့လိုကြည့်ဖို့အတွက်က file နဲ့ file ကဒီလိုအနေထားမျိုးပါအောက်မှာကြည့်တယ်ကျွန်တော်နောက် file နဲ့ file ကူးချင်ဒီကိုသွားပြီးတော့ကူးကြတယ်ပေါ့နော်အဲ့တော့ပုံမှန်ပြတော့ control နဲ့တက်နဲ့နှိပ်ရင်လည်းsoftware သဘောအရတချို့ဒီမှာ key တွေပါတယ် login တယ်ဆိုရင်နောက်တစ်မျက်နှာကိုဒီ web file တစ် file ကိုထပ်ရပါတယ်လက်ရှိမရပါဘူးเนาะဒီလက်တော့မရဘူးဒါပေမဲ့နောက်တစ်ခုနဲ့တစ်ခုပြောင်းလဲခြင်းဘယ်လိုသွားလဲဆို view တွေကဆိုလူငယ်နေတော့နောက်ခု view တွေကကြိုက်တဲ့ရာကိုသွားပြီးတော့ပြောင်းလို့ရပါတယ်အဲ့တော့ဒီလိုရောက်နေတဲ့ဟာအနေနဲ့ view side by side လို့ကောက်ချလိုက်မယ်ဆိုရင်ကျွန်တော်ကfile နှစ် file ကိုတစ်ပိုင်းနဲ့တည်းမြင်နေရပါတယ် web file နှစ်ပိုင်းကိုတခြားစီမြင်နေရပါတယ်အဲ့တော့ဒီဘက် file ကိုကြည့်ပြီးတော့ဒီဘက် file ကိုစစ်ဆေးတာပေါ့နော်အဲ့မဲ့ဒီလိုမျိုးဘိန်းကစစ်ဆေးလိုက်တော့နှစ်ဖက်လုံးကဒီဘက်ကအငြိမ်ထားခြင်းနဲ့ဒါပေမဲ့နှစ်ဖက်လုံးက mouse ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေရဆိုရင်ကျွန်တော်တို့ window ရဲ့အောက်မှာဒီမှာ scrolling ဆိုတာလေးကိုပြပြီးဖြုတ်လိုက်ပါဒီဘက်စာမျက်နှာတက်ဒီဘက်ကတက်ဖြစ်သွားပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးကြုံလာခဲ့အခက်အခဲလေးရှိတော့ဒီနီလာနေအသုံးကြပါဖိုင်တစ်ဖိုင်နဲ့ကိုလည်းမြင်ကွင်းနှစ်ခုကြည့်လို့ရသလိုဖိုင်နှစ်ဖိုင်ကိုလည်းမြင်ကွင်းတစ်ခုလေးကြည့်လို့ရပါတယ်